မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီစလုံးနှလုံးပေါ့နော်ဒီခန်းကြီးနှလုံးကိုမတို့နေရာလေးအရှိနောက်လှည့်လိုက်တာနဲ့သူကဒီယောမိခတာလည်းမတူတော့ဘူးအဓိပ္ပာယ်လည်းမတူတော့ဘူးဆိုတာလေးပြောပြမယ်ပေါ့နော်ဒါအမတို့ဒီခိုင်ကောလုပ်ငန်းခွင်တွေမှာလည်းတော်တော်လေးတွေ့ရတယ်ပေါ့နော်တကူကကြတော့မန်ပုကုကကြတော့သူ့ရဲ့အဓိပ္ပာယ်ကအိုနာခိုင်အပိုင်မနော်မတို့ထမင်းတွေအများကြီးစားတယ်ရေတွေအများကြီးတောက်တယ်အစားစားတွေအများကြီးစားပြီးတော့ဘိုက်ပြေသွားတာမျိုးကိုကြတော့မန်ပုကုလို့ခေါ်တယ်ご飯をたくさん食べて満腹になりました။ထမင်းနဲ့အများကြီးစားပြီးတော့ပိုက်ကြီးရပြည့်သွားတယ်။ဟာお腹いっぱいになりましたလေရရနော်။နောက်တစ်ခုကကြတော့ဖုကုမန်အတန်ထွက်မတူတော့ဘူးနော်။ဖုကုမန်ဖြစ်သွားတယ်။ဖုကုမန်ကြတော့ဘိုက်ဖောင်းပြီးတော့ဘိုက်ကယ်တာမျိုးပေါ့နော်။ဘိုက်ကယ်တာမျိုးဆိုရင်ဘယ်လိုလဲဆိုရင်ဘိုက်ဖောင်းတာကဒီစီလေးတွေဝမ်းနေပေါ့နော်။လေးတွေဝမ်းနေလေးမလဲဘူးဝမ်းမသွားဘူးဆိုလို့ရှိရင်ဘိုက်ကြီးကခူရူရှိဖြစ်တယ်နော်ခူရူရှိဖြစ်ပြီးတော့နေရလဲခတ်တယ်အဲ့လိုအခြေအနေမျိုးဆိုလို့ရှိရင်ဒီအဖွားတယောက်ကဝမ်းမသွားတာ3ရက်လောက်ရှိပြီဝမ်းမသွားတာလည်း3ရက်လောက်ရှိပြီဘိုက်ကြီးကလည်းအရန်ဖောင်းနေတယ်ဆိုလို့ရှိရင်အမတို့က NASMA ကိုဟုတ်ခုလုပ်ရမယ်ကျော်က -3 နဲ့အမတို့စမှာတော့ -3 ဝမ်းမသွားတာ3ရက်ဆိုလို့ရှိရင် -3 လို့ပြောတာဟုတ်အဲ့တော့ -3 နဲ့ဖုကုမန်နီなっていますဘိုက်ကြီးကဖောင်းကားနေတယ်ဆိုလို့ရှိရင်အဲ့မှာ NASMA ကသူကဒါသူတို့ဒီဝန်းနေကိုတက်ခီပန်းလုံးနဲ့လုံးမယ်ပေါ့နော်ခန်းချောလုံးနဲ့လုံးမယ်အဲကြောင့်မလို့ဒီနှစ်ခုဒီရှင်းနောက်စလုံးမတူတာနဲ့အတိတ်ပဲလည်းမတူဘူးပေါ့နော်